စိတ်ညစ်လိုက်တာနင်းရမနေ့ကအကျုံးစင်းတော့တငယ်ချင်းကြီးအပြင်သွားတာဒါပေမဲ့သူတို့ငါ့ကိုမခေါ်ဘဲနဲ့ထားခဲ့သူတို့ငါဘာအမားများလုံးနေလဲဆိုပြီးတော့ငါတညလုံးစဉ်းစားတာညအဲ့လိုတော့မပြောမသိရင်ဒါတော့ဒီလိုစိတ်ကြီးတက်တာပါပဲကိုထင်းဆုံးလို့မရတယ်သူများရဲ့လက်ရည်တွေကကိုယ့်ရဲ့စိတ်အကြီးတက်နေပြတ်တော့သွားမယ်ဆိုလို့ရှိရင်တကယ်ဟုတ်တောင်းတာပါအမှန်တော့ပြပါလားဒါပေမဲ့စိတ်ထက်ခံစားနေတာဘယ်လိုလုပ်အောင်လဲဟိုဒီလက်တန်းတီကိုရဲ့ဒီလိုကိုပြလက်တန်းတီကိုလေနားထောင်လို့တော့အရန်ကောင်းတာပဲညီဒါပေမဲ့တကယ်လက်တွေ့ပေါ်မှာဘယ်လိုအသုံးချရမှာလဲအဲ့ဒါအရန်လို့ရှင်းပါလေတကယ်လုံးလေးပဲတကယ်လုံးလေးပဲတတိယတော့တာလက်တန်းနဲ့သူတို့ဖြစ်တယ်ဖြစ်ခွင့်ပေးလိုက်တာကိုကအတင်းဆွဲဖော်ထားပါအဲ့လိုလုံးလိုက်တဲ့အပြင်ကိုယ့်ရဲ့စိတ်အီးတတ်မှုကိုယ်တိုင်တည်တင်လိုက်တာပါသဘောတော့ကြောက်ပါပြီဒါပေမဲ့အချစ်ရေးကိုမိသားစုကိစ္စရေးမှာရောအဲ့လက်တန်း theory ကသုံးလို့ရလားအချစ်ရေးမှာအစိုးဆုံးအောင်ကိုသူ့ကိုဖြစ်ချင်တိုင်းဖြစ်ဖို့အတင်းတိုင်းကိုကြိုးစားနေတာကိုချစ်ချင်တဲ့စံနှုန်းတိုင်းသူ့ကိုပြောင်းလဲပြီးနေထိုင်တိုင်းလားသူကလည်းမဖိုက်တာတော့ကိုရသူ့ရဲ့ဒီဆိုင်ကိုတောင်းဆိုနေတာတကယ်တန်ဖိုးမရှိရဲ့တောင်းဆိုမှုကအဲ့တော့သူတို့ဖြစ်ချင်တယ်လို့ဖြစ်ခွင့်ပေးလိုက်တာသူ့ရဲ့ဒီသားကိုပုံမြင်မှပဲကိုကသုံးပြနိုင်မှာအဲ့တော့သူတို့ရဲ့ဖြစ်ချင်တယ်လို့ဖြစ်ခွင့်ပေးလိုက်လက်တန်းကိုစဉ်းစားရမှာကသူ့ရဲ့ပုံစံသူ့ရဲ့ဒီသားကိုလက်ခံနိုင်လားသူ့ရဲ့ဒီသားသူ့ရဲ့ပုံစံကိုလက်ခံနိုင်လားဆိုတာကိုကိုကသုံးပြဒါသူကိစ္စရမှာလည်းပဲကိုမိသားစုတိုင်းဝမ်းတာပြောနေတာသူတို့နဲ့ပြန်ပြောနေပါနဲ့တင်းလိုက်ပြီးတော့ပြောနေလို့ရှိရင်ကိုလည်းစိတ်ညစ်ရမယ်အဲ့တော့ကိုရဲ့လုံးရနေတယ်ကိုတတိပြဟုတ်တယ်နော်ညီတချို့ကိစ္စရက်တွေမှာကိုဝင်မပါလေပိုကောင်းနေတယ်ဒါနဲ့လုပ်ငန်းခွင်တွေမှာကိုယ့်ရဲ့စူးစမ်းမှုကိုအထက်လူကြီးကအတိမတ်မပြုရင်ရောလက်တန်းလို့ပဲထားလိုက်ရမှာလားဟုတ်တယ်အဲ့လိုပဲကိုတက်နိုင်တယ်လို့အကောင်းဆုံးလုပ်ထားပြီးမပြတာလေမပြတာလေလက်တန်းလို့ထားလိုက်ဒီမှာကိုစတဲ့ဒီဆိုနောက်ဆက်တက်ကောင်းတဲ့အလုပ်ကိုရှာဖွေကိုကစူးစားတယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ထဲကနေပြီးတော့နောက်ပြန်ဆွဲနေတာရှိတယ်ငါဖြစ်နိုင်ပါမလားငါလုံနိုင်ပါမလားဆိုပြီးအဲ့လိုမျိုးအတွေးဆိုးတွေကပေါ့နော်တစ်ခါတလေဝင်လာတတ်တယ်အဲ့ဒီအတွေးဆိုးတွေရောဘလို့စိတ်နဲ့မျိုးလက်တန်းလောက်အောင်မလဲတောင်းလို့ရှိရင်ကိုကိုနောက်ပြန်ဆက်တဲ့အတွေးတွေဝင်လာလို့ရှိရင်လေပေါ်မှာရှိရဲ့တိတ်တိုက်တွေလိုမျိုးပဲသဘောထားလိုက်ဒီအတွေးတွေဆိုတာကကိုလည်းမပါဘူးကိုသွားပြီးခိမ့်ထုတ်လို့လည်းမရသူတို့ရဲ့သဘောတိုင်းပြထားလိုက်အဲ့သူရဲ့သဘောတိုင်းနဲ့ပြထားမှာသူရဲ့သဘောတဘာဝကိုသိမှာအဲ့ဒီလိုမျိုးပြင်လို့ဒီငင်းပြောလိုက်တော့တော်တော်စိတ်ထဲကိုပေါ့သွားတာပဲဒါပေမဲ့တစ်ခါတလေကိုအနိုင်ကျင့်တဲ့သူတွေရောခေါင်းကုတ်ခံရမှာလက်တန်းတော့သူတို့ပြောတယ်လို့ပြောပါသေးကိုသူတို့ရဲ့ပတ်သက်ကိုလိုက်သိလို့မရဘူးကိုပေါ်မှာဘယ်လိုပြင်မှုလဲဆိုတာသူတို့ရဲ့ရဲ့ပေါ်ပြကိုကဘယ်လိုတုတ်ပြန်လဲဆိုတော့သူ့ရဲ့အစင်ကြောင့်ပေါ်ပြအဲ့လိုမျိုးထားလိုက်တဲ့အားဖြင့်သူတို့ရဲ့ဗီဇကိုတွေ့သွားပြီအဲ့တော့မှကိုသူတို့နဲ့ရှင်းပြဆက်သွဲမလားဒါမှမဟုတ်နိုင်ခွင့်မလားဆိုတာကိုသုံးချက်လို့ရတာပေါ့ဒီတကယ်လုံးနဲ့တည်းရတော့တာလက်တန်းနဲ့သူတို့ဖြစ်တယ်လို့ဖြစ်ခွင့်ပေးလိုက်တာကိုကအတင်းဆွဲဖော်ထားပါဟိုတကယ်မိုက်တာပဲသူတို့ဘာရဲ့လုံးရကြသူတို့ဘာရဲ့လုံးရကကိုယ့်ရဲ့ပြောစင်မှုကိုလုံးဝမထိကြိုက်ဘူးဆိုတာတော်တော်နေဘဝမှာတော်တော်ငါလိုချင်တဲ့ဘဝပုံစံနဲ့လက်တန်းတီကိုပြစ်သုံးကြည့်လို့သူများကကိုယ့်ကိုမကောင်းပြောလာခဲ့နေအသက်ဝဝလေးရှိပြီးတော့စိတ်ထဲကနေလက်တန်းလို့ပဲပြောလိုက်တော့မယ်